မချန်ရိတ်ကကိုခုမှစပြီးတော့မှအစ်စ်လုပ်တဲ့သူတွေတိုင်းတော်တော်များများကြုံတွေ့နေရတဲ့အခက်အခဲတစ်ခုကတော့ဒါကျွန်တော်တို့ drain down စကန်မရတာပေါ့နော်ပြီးခဲ့တဲ့ရက်ကလည်းဒါကျွန်တော်တို့တောက်လျှောက်လာမေးထားတယ်ကိုရေးဒါကျွန်တော်တို့ကျူအားစကန်မရဘူး drain down လုံးဝမပေါ်ဘူးပေါ့နော်ဒီလိုဖြစ်နေတဲ့သူတွေအတွက်ပေါ့နော်ကျွန်တော်အလွယ်ကူဆုံးနဲ့ဒါ drain down average လုပ်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့ပြပေးပါမယ်ဒါစိတ်ဝင်စားတဲ့ညီကိုတွေဒါမတည်သေးတဲ့ညီကိုတွေကတော့တေချာလေးလိုက်ပြီးတော့မှကြည့်ပေးပေါ့နော်ကျွန်တော်တို့က merchant rate ကအခုမှအစ်စ်လောက်လာတယ်ဆိုလို့ရှိရင် send ဆိုတဲ့နေရာလေးကိုနှိပ်ကြည့်လိုက်မယ်ပေါ့နော်ဒီမှာ drain down လုံးဝမပေါ်သေးပါဘူးအဲ့ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့တောင်းမှာရှိတဲ့ setting ဆိုတာလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာပေါ့နော် wireless setting ဆိုတာရှိတယ်ပေါ့နော်အကောင်လေးကိုတစ်ချက်နှိပ်ပေးပါပြီးရင်တော့အဟုတ်ပေါ်မှာ 20k ဆိုတာရှိတယ်ပေါ့နော်အကောင်လေးတစ်ချက်နှိပ်ပေးပါပြီးရင်တော့ဒါ select နေရာလေးမှာကျွန်တော်တို့ကြိုက်တာရွေးလို့ရပါတယ်ဒါ business transfer တွေပါတယ်အကုန်ရွေးလို့ရတယ်ကျွန်တော်တို့ salary ကိုနှိပ်လိုက်တယ်ပေါ့နော်ပြီးရင်တော့ agree ဆိုတာလေးကိုအမှန်ချစ်ပြီးတော့ continue နှိပ်ပေးလိုက်ပါဒါဆိုရင်တော့ဒီလိုလေးဖြစ်သွားပြီပေါ့နော်ဒါ processing ဖြစ်နေပါတယ်ဒါကျွန်တော်တို့တစ်နာရီခွဲကနေပြီးတော့မှ2နာရီလောက်ထိကျွန်တော်တို့စောင့်ရပါတယ်ပြီးရင်တော့ဒါမျိုးလေးပေါ်လာပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ OTP code တောင်းပါတယ်ချပေးလာတဲ့ OTP code ကိုဒီမှာရိုက်ထည့်ပေးလိုက်ပါဒါခဏလောက်စောင့်ပြီးသွားရင်တော့ဒါဆိုရင် dance ဆိုတာလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်တော့ဒါကျွန်တော်တို့ drain down ရသွားပြီပေါ့နော် active ဖြစ်သွားပါပြီဒါဆိုရင်ဒါကျွန်တော်တို့ send ဆိုတဲ့နေရာလေးပြန်ဝင်ကြည့်လိုက်မယ်ဒီအောက်မှာဒါ drain down ဆိုတာပေါ်လာပါပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်မိတ်ဆွေတွေဒါဒီနီလန်းလေးအတိုင်းပေါ့နော်ကျွန်တော် drain down average လုပ်ကြည့်လိုက်ပါအဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးရှိလို့ရှင်လဲကျွန်တော်ကို comment မှာမေးခဲ့ပေးလို့ရပါတယ်ကြည့်ရှုပေးတဲ့တငယ်ချင်းတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်